ပြောင်းခြင်းလိုက်ပါတယ်ဒီနေ့မှာတော့ရှယ်တာဝါလေးခုံပြဝမှာပဲဖြစ်ပါတယ်နောက်ပတ်ကြရလဲဘယ်လိုတာဝါလေးတွေခုံပြဝအောင်လဲဆိုတာကို comment မှာရေးခဲ့လို့ရပါတယ်နော်ဒီတာဝါလေးရဲ့နာမည်ကတော့ flower bliss လို့ခေါ်ပါတယ်ဒါလိုလေးတော့ခုံလို့ကောင်းပါတယ်မခုံဘူးသေးတဲ့လူတွေလည်းလာခုံလို့ရပါတယ်ရှင်ချေရဲ့ကောက်ကဒီပေါ့နော်ချေကောင်းမှမမြင်တဲ့အတိုင်းပဲချေမလေးပေါ့နော်ချေမလေး89မှာအကောက်အချင်တဲ့လူတွေလာအဲ့လိုရပါတယ်ဒါမှချေယောက်ျားလေးတော့လက်မခံပါဘူးဒီရပဲကြွတ်တက်သွားလိုက်တော့ကြမှားလဲဆိုရတယ်ဆိုတော့ချေရဲ့ channel လေးကို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့အောင်နော်ချေနောက်ပိုင်းကြရင်ပေါ့နော်တော့ဗီဒီယိုလေးတွေကိုတင်သွားပေးပါမယ်ချေအားရင်အားတလို့တင်ပေးပါမယ်ဒါပေမဲ့ချေကအခု9တန်းတက်ကမယ်9တန်းကျောင်းသူဆိုတော့စာပို့ပြီးတော့လောက်ကမယ်ပေါ့နော်ချေတို့နှစ်မှာကအကြရှိတဲ့အတွက်စာကိုပို့ချိုးစားမှာဖြစ်တဲ့အတွက်ချေစနေတနင်္ဂနွေလောက်မှာပဲပေါ့ဗီဒီယိုတင်ပေးဖြစ်တယ်ပေါ့နော်ချေကအဲ့လိုမျိုးပေါ့နော်စနေတနင်္ဂနွေလောက်မှာတင်ပေးဖြစ်တာမို့လို့စနေတနင်္ဂနွေလေးကြတော့ဗီဒီယိုလေးကို like ကြိုက် like and subscribe လုပ်ခဲ့ပေးပါနော်ဟေးနောက်ထပ်ဘာတာဝါလေးတွေခုံခိုင်းအောင်မလဲဆိုတာကို comment မှာရေးခဲ့လို့ရပါတယ်ရှင်ဒီတော့ပါဗီဒီယိုကတော့ရှိတော့မှာပဲငါမြင်ရမသေးတယ်ဟေးချေစကင်ပြောင်းတာပေါ့နော်အမလေးဒုက္ခဟဲ့ Oh my god ရုပ်ကြပြန်ပြီအဲ့နေရာလေးမှာပြန်တွေ့ကဲခုကတော့အဲ့ဒီနေရာလေးကိုကြော်ခဲ့ပါပြီဆိုတော့ဒီမှာအသေးပုံလေးပေါ်မှာခုံနေတယ်ပေါ့နော်အသေးပုံလေးတက်ပုံလေးကဲဒီနေရာလေးကတော့စပီတွေတက်ပါပြီဖေးလောက်ပါစပီရတယ်လွန်လိုက်တာဒါလေးစားမဟုတ်ဘူးအလှဆင်လာတာမလေးဒီမှာလေးစားလာပြီလေးစားဟုတ်တာပေါ့သွေးရောပြီငါသွေးရောပြီတော့ပါသေးတယ်ဒီမှာပြတာကျေးဇူးတင်ပါတယ်ချိန်ပြတော့ပေါ့ကွယ်ဟဲ့ဘယ်မှာစမ်းနေဟာသူဟာမလေးရနေတော့ကိုးထောင်းနဲ့ဒီကနေရင်တက်ကမယ်ထင်တယ်မလေးသူများတွေအထင်ဘာမှမပြောရသေးသူများတွေထင်ကြည့်အောင်လို့ဒီကနေခုံလိုက်အောင်မယ်လို့ပြောမလို့ပဲရှိတယ်ဟာချလာဟာညောက်တော့ညတော့လေဒီကနေပဲတတ်မှာပေါ့နော်ကိုးထောင်းနဲ့ခုမှကိုးထောင်းလားခုနကကိုးထောင်းသေးဘူးဒီမှာရပြီလမ်းပြချိန်နောက်နေ့ကျရင်ဘူတာစတိတ်ထာဝါလေးခုံပြဖို့လည်းရှိပါတယ်ချိန်ကအခုပြင်းနေလို့ရှိရင်ဘူတာစတိတ်ထာဝါလေးခုံတက်တဲ့အတွက်စတိတ်ကတော့100ကျော်ပြီပေါ့နော်အဲ့ဒါလေးကိုလည်းသိခံပြီးကြည့်ပေးကြပါအဲ့ချိန်မှာကချိန်ဘယ်ဘူတာကိုစော့နေရလဲဆိုတော့ဘူတာစတိတ်ထာဝါကအစိမ်းရောင်ဘူတာလေးဖြစ်သွားပါပြီကဲ congratulation ပါပြောရပါပြီချိန်ကိုကောက်အချင်တဲ့လူတွေချိန်မှလေးဒီနားအဲ့လိုရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါနော်ဆိုတော့ bye bye